ဒီလိုမဖြစ်ဖို့ပဲเนาะအဲ့မလဲ Kyrie ကောင်းခေါက်ခံရတယ် blessing ကျူတယ် dispersion rotation damage ကလောက်နဲ့မြင်နေတယ် Kyrie တန်းပြတ်သွားနေပြီးတော့နှက်ကောင်တော့ Skylar တကောင်မထပ်တင်မယ်ဆိုရင်တော့တန်းအဲ့လိုရောက်အောင်မှာအဲ့နေက Skylar မသေးပါဘူးဆိုပေမဲ့တစ်ဖက်မှာလက်ပီလေးတကောင်တော့ Fanny cable လေးတွေဆွဲပြီးတော့ရအောင်ဖြတ်ချဝိုင်းတယ် step ပါပြစ်ချဝိုင်းနေတာတခုမှ Iroke 3ကောင်မြန်မာအသင်းပိုင်ဆိုင်ခဲ့ဟိုဘက်မှာတော့ဟန် Fanny ကိုတော့ပွဲထွက်လာခဲ့ရင်းနဲ့ပဲဒီလိုရေးကြည့်တဲ့ပွဲမျိုးမှာကန်ရဲတဲ့ဇာတ်တော့နဲတော့မနေဘူးဗျကဲเนาะကျွန်တော်တို့ပွဲတဲ့ရောက်ရင်တော့ battery တောက်လျှောက်អော်ရတော့မှာဆိုတော့เนาะကျေးဇူးတင်စကားလေးပြောဖို့မေ့သွားမှာဆိုလို့ပါကျွန်တော်တို့အခု live ကြည့်ရှုနေတဲ့လူเนาะ viewer Facebook YouTube အပေါင်းအားလုံးပေါင်း3,400,000ကျော်ရှိပါတယ်အားလုံးကိုကျေးဇူးများကြီးတင်တယ်လို့အရင်ဆုံးပြောကြားခြင်းပါတယ်ဘာဝနေပြီကဲเนาะဆိုတော့ခုတော့ပွဲလေးတော့တစ်ချက်ရေးကြည့်ရမယ်တော်ကြီးလာပြီးတော့เนาะ Valentina ကိုလာလုံးနေတာဆိုတော့လေပြီးတော့နည်းနည်းလေးတော့လော့ Handy နဲ့တော့ River Monster ရအောင်တော့ Star အဲ့တိုင်းဖန်အဲ့လိုမလွဲနဲ့နော်ဒါအဲ့လိုမလွဲနဲ့နော်easy ပါ easy ပါ ကေပဲအခုမှတစ်ချောင်းလေးပဲနည်းနည်း miss သွားတာပါရပါတယ်ဂျန်ငယ်သေးပါနဲ့ပြန်စားလို့လို့ထိန်းကြမလား Curry ကို innocent လေးလို့ထိန်းကြမလားဆိုတော့အောက်လမ်းမှာတော့ Curry နဲ့ Clown နဲ့နေတာတခုမှာတော့ stick နေနေတော့နည်းနည်းလေးတော့ဖျဲခံနေရတယ်ဗောနော်ဒီမှာအပေါ်လမ်းမှာလည်းရင်းနေနေလက်ပီလိုက်ထိုးတာတွေပါတယ်ခံနေရတယ် Valentina မိတ်လည်းဖြစ်နေတာဆိုအမှန်တိုင်းပြောရင်တော့ဒယ်ရိုကြီးဝင်ချမယ်ဆိုရင်တော့မာတော့မမာဘူးပေါ့နော်ဒါကအညော်ပုံစံမျိုးစပဲတွေပါတယ်ပြန်ခိုးပြီးဆော့မယ်ပုံစံမျိုးပဲရွေးချယ်ထားတယ်ဒါပေမဲ့ရပါတယ်အောက်လမ်းမှာတော့ blink back လာပေးပြီးသားကြီးဟုတ်တယ်အေးစေကဲနော်ခရီးတွေဘာတွေကလဲတာဝန်နာခေါ်စားလို့ရတဲ့အနေထားရှိနေတာဆိုတော့state တော့ကတော့ laning pressure တော့ရှိမှာတော့မဟုတ်ဘူးလဲမှာတော့ fast နည်းနည်းလေးတော့တွေးရစိုးနေနေပဲ blink ပြန်ရောက်လာပြီဆိုတော့လေခရီးတွေဘာတွေတော့စားဖို့တော့လွယ်တယ်Fanny ကေပဲ unbreakable red ကိုချက်ချင်းကြီးတွေ့လာပါလားငါအဲ့ဒါစိတ်ပူတာဒါကြီးတခြားမှာမဟုတ်အဲ့ disable အရင်မပါဘူးဒါပေမဲ့အဲ့ပါတဲ့တော့ကတော်တော်ဆိုးတယ်ဒါကြီးတို့ဟောဘာကောင်ကန်လောက်တတ်တာKyrie တော့ Leo Mo တွေပါဆော့နေပြီဗျာနော် Lina လည်းလဲလမ်းမှာတော့ dispersion rotation တွေပါတော့ပေးရတယ်Kyrie ကိုနည်းနည်းလေးပုတ်ထည့်လိုက်တာသွေးတစ်ဝက်ရောသွားပြီးဆန်းတော့သွားပူတာပါတယ်နော်ရင်အရန်တော့ပေါင်းနေတာတခုမှာတော့သွေးတစ်ဝက်ရောဝိုင်းမှာ Fanny နေတော့ဒီတာတေတော့လိုချင်နေတော့မဲ့ဆိုပေမဲ့ဘေးနားမှာအများကြီးပဲနော် bucket တွေအများကြီးကိုကြော်ပေါက်မှာဆိုတာမောင်းထုတ်ထားတာဘာညာနဲ့နောက်ဆုံးမှာတာတယ်လေးကိုတော့ Kyrie ပဲရအောင်ဝိုင်းမှာမတန့်ဖောင် Fanny မှာနာကြီးမရှိတော့ဘူးပြန်တော့ bat တင်နေနောက်ဆုံးမှာ Kyrie လေးကိုတော့ Linaရလိုက်ပါသေးတယ်ဒီဘက်မှာလက်ပီလီနာကောင်တက်ပေးဝိုင်းမယ်ရင်းလေးတော့ပြန်ပေးထားတယ်1 for 1 trade Valentina ပြော့နေတာကိုValentina ကသူအမှန်တိုင်းပြောသူထိုးတာတွေက Kyrie ကိုပြတ်ပြီလို့ထင်ခဲ့ပေမဲ့ तू ကအရန်ပြော့တဲ့ hero ဖြစ်တဲ့တော့ဘတ်တင်မှာကြာမခံသွားတာတကယ်ဆိုတော့ Kyrie သေသွားတင်တာအဲ့နေရာမှာမင်းတကယ်သေတယ်ဟုတ်တယ် Kyrie သေသွားမှာเนาะနည်းနည်းလေးတော့ထက်ခံလိုက်နိုင်လို့ရှိရင်အဲ့နေရာ Kyrie ရသွားပြီเนาะ Kyrie hero တကောင် first starter လေးတော့ယူရတယ်ဆိုပေမဲ့အဆင်ပြေသေးတယ် bro ရတယ်အဆင်ပြေသေးတယ်ညီကိုเนาะ Lina hero ကယူပေးွားမြင်လိုက်တယ် bro เนาะဆို1 for 1ပဲလားတတရားတော့ဒါ Fanny နဲ့တော့ဒါ report တာမလို့ဆိုလဲဒါဖြစ်တယ်ဒါ easy ပဲလားပို့ပါပဲဘာမှအရင်ကြီးနှမျောနေကြတော့မရှိဘူးเนาะဒီဘက်မှာလဲ walking grass ဘာညာလေးတော့စားတိုင်းတော့အိုးနဲ့သူတို့ကတော့ ancient သင်း BB ဖိမှာပဲ bro ဒီလားကျွန်တော်မြန်မာအသင်းအဲ့သူတို့ပေးတဲ့ PR တွေကိုအကောင်းဆုံးတောင်းခံပြီးတော့ပြန်ကျုံးရမှာမှန်ပဲเนาะကျွန်တော်လိန်နေကတော့ AI ကြောင်းပဲဆိုပေမဲ့ cloud ကဟို career ကတော်တော်ကြီးစပေးလိုက်ယူနေတာ long diversion အောက်ပြန်ပို့ပေးလိုက်တာဗျစတစ်ကိုเนาะစတစ်လည်းလာဖမ်းမှာတော့ရမယ်အလဲလန်းတွေပါလေလာဖန်နောက်ပြီးရင်တော့အောင်လန်းကိုတော့ diversion နဲ့ပြန်ဖို့ Fanny K ပဲဆွဲနောက်မှာ Skylar တော့ဝင်လုံးမလား blink နေနေတော့သွေးနေဝိုင်းနေတာတခုမှ Gloria ပတ်ဝင်းလေးနဲ့ပြေးထားသေးတယ်နော်3မိနစ်လို့ဝင်းကျင်မှာတော့ Iroke 1-1နဲ့ကျွန်တော်တင်တော့ Onin ဘက်ကဗတ်တဲ့လိုချင်နေရတယ်တူတယ် Leo Mo မြင်းနေပါတယ်ရှိတယ်ကျွန်တော် Fanny ဘက်ကလည်းချတာတော့ချရမှာသိလားဟိုလိုကြီးချိန်နေလို့တော့မရဘူးမှန်တယ် Iroke တော့ပြန်လိုက် try မှရမယ် Fanny နဲ့ဆိုတော့အားလိချရနိုင်ကတော့ကောင်းပါရန်တော့လောကြတော့မလို့ဘူးပေါ့နော် ACမှန်နေကောင်စားနှစ်ကောင်စားလေး live pick ကို try เนาะဒီဘက်မှာ Fanny blue ဘက်ထွက်တော့မဲ့ timing လေးကိုတော့ key wine မြင်လာတယ်ဆိုပေမဲ့ Fanny K ပဲငှက်သားလေးတော့ဖြတ်စားဖို့တော့ကြိုးစားတယ်ဆိုပေမဲ့လည်း Sans နေနေတော့ငှက်ကလေးပြောင်း flicker လေးနဲ့ခုံတော်ဝိုင်းနေတာတခုမှာလွတ်မြောက်သွားသေးတယ်ဗောနော်နောက်မှလည်းတာတဲတွေပါထွက်တဲ့ timing လေးလည်းရှိနေပြီဆိုတော့ဒီ blue bag လေးကိုမြန်မြန်ဆန်ဆန်လေးစားလိုက်မလား key wine ဒီ blue bag ကိုတော့ last scout ထားပါမယ်ပြီးမလာနဲ့အကောင်ပုတ်ပေးလိုက်တိုင်းAOG ခုံတော့ AOG ခုံတော့အေးရပြီမင်းခုံလိုက်တော့အဲ့ဒါခုံလိုက်တော့မင်းခုံမှုလိုအပ်နေတာအင်ပြန်မှာကီပိုင်းအင်ပြန်မှာတပြန်လုံးလို့ရပြီအမှန်ပဲကဲဆိုတော့ဒီဘက်မှာတော့တာတဲတွေပါတော့ကီပွိုင်းမပါတဲ့အနေသားတစ်ခုမှာကျွန်တော်မြန်မာအသင်းအနေနဲ့ကတော့เนาะဒဲပဲဝင်လှုပ်ထားနေမှာတော့မလဲ Kyrie Leo Mo မြင်းနေပါလေခေါ်ဗလေးတော့တောက်လျှောက်လိုင်းနေတန်းဖောင်ပြန်ခိုးပြီးတော့ထိုးဖို့တော့ကြိုးစားတယ်ရသေးလားရလိုက်တယ်ရင်းနေနဲ့ကီပွိုင်းလေးတွေရနောက်မှာတာတဲကလည်းဟန်ယူသွားနေမှာတော့ Kyrie တကောင်မှာဂျားညက်ပြီးတော့တပ်ပေးလိုက်အောင်တိုင်းလက်ပီလေးကိုရင်ဖြတ် Kyrie လေးကိုပါထက်ရလိုက်တဲ့အနေသားတစ်ခုမှာ Iroke 3ကောင်နဲ့တာတဲနဲ့တော့ကျွန်တော်တို့မြန်မာအသင်း4မိနစ်တိုင်မှာရရှိခဲ့ပြီပဲဖြစ်ပါတယ်
နော်မင်းလား on နဲ့လို့မေးပြီးတော့ဆော့နော်တကယ်ကောင်းတဲ့ရင်နော်ဝင်သွားတဲ့ timing ကြီးကလည်းကွက်တီး ဟုတ်ပါ ရသရလိုက်တဲ့ကင်းလည်းရလိုက်သလိုတတ်တယ်လေးပါရခဲ့တယ်ကျွန်တော်မြန်မာအသင်းအပွင့်လေးတော့တော်တော်ကြီးတော့လှသွားပြီအောင်လန်းလေးကိုသွားကြည့်မလားရပြီအောင်လန်းလေးကိုလည်းထောက်ပေးရတယ်ဗျာ17တွက်က ီအော်ဟာအဲ့မြန်မာပွဲ ရ ဆို ပြီကွာငါတို့မြန်မာပွဲဆို မြန်မာပွဲဆိုရင်အဲ့တိုင်းကြီးပဲမြန်မာပွဲဆိုရင်တော့တခုမဟုတ်တခုလမ်းလိုက်ရမှာဟုတ်မရှေ့မှာငါတို့9ပွဲလားဘယ်နဲ့6ပွဲလားဘယ်နဲ့ပွဲလဲ6ပွဲ ဟုတ်တယ်လို့6ပွဲတပွဲတခါမှမပေါ့သွားငါမြန်မာပွဲဆိုအဲ့လိုပဲဟုတ်တယ်နော်ကာရီဂျားထဲမှာကြောင်ပြောက်နေတာ ကာရီမြင်းမရှိတော့ဘူးလီယိုမောရဲ့အသက်ကမြင်းပဲဘရိုဒီကောင်မြင်းမရှိရင်ဘာမှလုပ်လို့မရအောင်ဆိုတော့အဲ့ကောင်အဲ့မြင်းမရှိတဲ့အချိန်ကျွေးမှရမှာကဲပြန်စပြီလိုက် let's go ဟုတ်တယ် ကဲနော်ဟိုင်မှာတော့ EOK 1-4 ဝါလို့ရှင်တော့ကိုသေးဒီကောင်လေးစကိုင်လာပေါ်အားကိုရတော့မှာ မှန်နေ ကဲ မှန် လို့ နေ စကိုင်လာတော့ပိုင်နိုင်သတ်လိုက်နိုင်လို့ရှင်တော့ဒီဘွဲနိုင်သွားပြီအေးစေးပဲနော်အဲ့လီယိုမောကပွဲကျင်ကြာလာနဲ့မြပုတ်သွားမှာ လီနာ2-0 ရာသူကြီးထင်နေလားမသိဘူးကာရီက ဟုတ်ပါနော်လီနာကိုရှိုးနိုင်တိုင်း2-0တယ်မင်းလောင်ရက်တိုက်ဒီဘွဲဂိမ်းတော်ကောင်းတာပြောလို့ပြောမှာဟိုဘက်ကခေါင်းပြေးတိုးမဲ့ကောင်လေးကြီးပဲ Fanny ကိုသေး Fanny Blue ဘက်ပါပါဆယ်ရအောင်မှာနော်အဲ့ဒါ သူမစားဘူးမစားဘူးအနေများတယ် အနေတော့များပါတယ်ဒီဘက်အသေးလိုင်းပြေးလာကြည့်တာလို့လီယိုမောမြင်းတွေပါခေါ်ပြီးတော့ ပြန်နားလေတယ်ဗောနော် Fanny ကိုဘက်ဆိုပြီးမစားဘူးသူတို့ long diversion နဲ့လာစားမှာဆိုလို့နော်ဒီကောင်တွေက on ကနည်းနည်းတော့ star တော့တက်ပါတယ်ဒီကောင်တွေကနော် coach အဒီကြောင့်သာနည်းနည်းလေးတိုင်ပတ်နေရလို့ခံစားရတယ်ဆိုပေမဲ့ ဟုတ်ပါ player တွေရဲ့ individual တွေတော့ကောင်းတယ်ကျွန်တော် YG ကလည်းနေမနေဘူးနော်ဒီကောင်တွေတော့ကတော့ဒန်လူရင်မောင်တန်းဆော့လို့ရရင်နေထားအခုဆိုရင်တော့ကျွန်တော်အောက်လန်းမှာ Skylar Lane လေးတော့စ pressure ပေးဖို့တော့စဉ်းစားနေနေပဲကျွန်တော်ပြောခဲ့သလိုပဲအဲ့လို Fanny လေးနဲ့ပေါင်းကန်တာမျိုးပဲဖြစ်ဖြစ်နော်လောက်တာတော့လုံးတင်နေပြီကဲနောက်ဆုံးတတ်တယ်ထက်ချအောင်မလားစိတ်ပါရင်တော့ဟိုဘက်မှာ rubber ဘာညာသွားပြန်စားလို့တော့ရနေသေးတယ်ဟန်ရန်တော့တော့ကြတော့ easy stop လက်ပီယိုတော့နည်းနည်းလေးကန်ဆန်းညီနေလားတော့မသိပေမဲ့အန်နေတော့များပါတယ်နော်ကျွန်တော် broken wall နဲ့ဆိုတော့ပေါ်လန်တာတယ်လေးပါလေးပဲ AC လောက်လိုက်တာတော့ပိုစင်ပြေတယ် normally လက်ပီ မန်လေးပါလာ join ပါကို ဟန်တော့နော်ကျွန်တော်တို့ပေါ်လန် vision လေးတစ်ချက်တော့ထောက်ထားရနေပဲဒီဘက်မှာတော့ Kyrie နေနဲ့တော့တာတယ်တော့ဒဲလုံတယ်ဗျဘလင်းတို့ဘာလို့လာလို့ရတယ်ဘလင်းနည်းနည်းစီသွေးတစ်ဝက်လောက်တော့ရုံနေပါတော့9ယောက်ဗတဲ့စားရမှာတိုင်း step ပါဗတဲ့လာ join မယ်နေထားဗျကဲ Oregon ချောင်းထပ်တော့ပါလာရင်းနဲ့ပဲရင်းရှောင်သွားတာလေးလှတယ်ဗျလက်ပီနော် strike ကြီးနဲ့ပြေးဝင်လာတာညီကိုတန်ဖောင်ပြောင်းနေတာလားတော့မသိဘူးအန်နေလေးတော့နည်းနည်းလေးများတယ်အဲ့မှာပြေးပြီးတော့တန်ဖောင်2 man sky for ဆွဲချိတ်တာ blame မဲ့ပါဝိုင်းနေမှာတော့ gloria ပဝေးပါညခင်းမလားခင်းထားတယ် blink ဂျာညံ့နေပေမဲ့လက်ရောက်အောင်တော့ပြန်ပြေးဝိုင်းနေမှာတော့ cloud blending ကျူတယ်ပြန်ထောက် sky for ထထိုးလက်ပီဂျာညံ့နေတာတော့ကနေတော့ flicker လေးနဲ့တော့ပြန်ထောင်ဝိုင်းနေကေးရတော့မပေးထားသေးဆန်ဂျာညံ့ဝိုင်းနေပဲ hero k 1 for 1 trade တန်နေတိုင်းတန်နေတာတယ်ရလိုက်တယ်ငါတို့ရလိုက်တယ်တတရလိုက်တယ်နော်ဒီဘက်မှာဟန်ဟုတ်တယ်ဟေးအောင်ကြီးနော်အပေါ်လမ်းမှာပါတာဝါလေးတစ်လုံးထပ်ရဖို့တော့ရှိနေနေပဲအဓိကရေးကြီးနေတဲ့အလဲကဟုတ်ဆိုင်မစ်တာဝါကြီးချိုးသွားလိုက်လीကဲနော်တာတယ်လေးလည်းရလိုက်တယ်နော် hero k လေးလည်း1 for 1 trade နေတာတခုမှတန်နေပေါ့နော်မစ်တာဝါကြီးဟိုမှာမင်းကမရဒါပေမဲ့အော်လမ်းပဲယူလိုက်ပါနော်ရတာလောက်နေပဲကျင်းနေရမယ်နေထားနော်လက်ပီယာလည်းပေးတာတော့ပေးလိုက်ပါပြီဒီကောင်ဥစားမဖြစ်တော့စတစ်ကလောက်ကချိုးသွားလိုက်ရမှာစတစ်ကလောက်နော်တော်တော်လေး farming လောက်ခွင့်ရတယ်လီနာတော်တော်တာယာနေတာ203လီနာကျွန်တော်တို့ရဲ့ the one and only mid laner အနေနဲ့တော့နော်အကောင်းမှုဆုံးတော့အတင်းကိုတော့ support ပေးနေတော့မယ်ဗျနောက်မှလည်းကျွန်တော်ရင်းစပယ်ပြန်ခိုးထားတယ်တန်ဖောင်နဲ့နှစ်ကောင်ဆွဲချိတ် sky for 2 man ကြားမှာ cloud blending ကျူတယ်ဝွန်ပိုကွန်မိုနဲ့စန်တန်ပြောက်သွားဆိုရင်းလေးနဲ့ဂျာညံဝိုင်းမှာ fanny k ပဲတောက်လျှောက်တွေဆွဲ hero k လေးတော့ထက်ရအောင်လား step ပါဂျာညံဝါတာ fanny မလုံးနဲ့တော့ကပ်ပတ်တိုင်းတို့ကပ်ပတ်အခြေအနေမကောင်းဘတ်တော့တိုင်းတို့ဘတ်တော့နောက်နေနိုင်ပါရှင်းနဲ့ရသေးတယ်ရသေးတယ်2 for 2ပဲအဲ့လိုတာဝါကြီးတဲ့ဝင်ထိုက်တာကြီးကတော့အနေများတယ်နော်ဒီဘက်ဟိုလက်ပီလောက်ထပ်ရလိုက်တော့တန်သွားမှာဆိုပေမဲ့နော်အခုကတော့2 for 2 trade လောက်နဲ့ပဲကျင်းနှက်လိုက်ရတယ်နောက်က1000လောက်ပြန်ပေးလိုက်ရတယ်ဗျာ17 2 for 2ပဲပါတော့ပါတယ်ပေါ့နော်ဟာဘာမှမဖြစ်ဘူးနော်ကန်ကောင်းတာလေးတခုကတော့စကိုင်လာကီးမရသွားတာလေးပဲဗျာကဲဒီဘက်မှာလည်းဟန်အနေနဲ့တော့အောက်လဲစိတ်ရှိလိုက်လီယိုမောကိုတက်လို့ရတော့တယ်ဒါပေမဲ့မလုတာပဲကောင်းပါနဲ့တိုင်းမြင်းနေပါနဲ့ဆိုဆွဲချိလိုက်လို့ရှိရင်ကျိုးပြောင်သွားမှာသီလားပလန်အဲ့ဒါမလုတင်ဘူးမလုတင်အမြောက်မပေးနဲ့တိုင်းမလုနဲ့ဟုတ်တယ်နော်ကဲကလောက်လေးကိုနည်းနည်းလေးပေးဖန်အပေါ်လန်းနေပါဒီသွားဖန်အောင်မလားစိတ်ကြိုက်ဖန်နော်ဒီချိန်ကတော့ကလောက်ကတင်းရလဲတာနေတာဆိုတော့ဘယ်နာသွားဖန်အောင်အဆင်ပြေတယ်ဗျကဲနောက်က900လောက်များအောင်ကြောက်တော့ lane pressure တွေပေးစကိုင်လာအေးလောက်လာဒီကောင် flicker တော့ရှိတယ်အဲ့ကောင်တော့လုံးလို့ရလောက်တယ်တိုင်းဒါပေမဲ့ဘက်ကလီယိုမောကလည်းမလဲမကန်းမှာရှိနေတာရှိတယ်ဒီကောင်တွေရှိတယ်လောဘတ်တယ်လေးပဲရှိနေပြီဆိုတော့ကျွန်တော်လောဘတ်တယ်လေးလည်းထက်ကြည့်ရဖို့တော့ရှိသေးတယ်ဟန်နီနဲ့တော့သူဘလူးဘတ်တွေဘာတွေကတော့စားထားတာမကြသေးတဲ့ပုံပဲပေါ့နော် EI အကြောင်းပဲဗျ
လိမ့်နေကိုတော့အပေါ်မှာတော့တောက်လျှောက်ကြောင်းမိတိုင်းနဲ့ပဲကရီလောင်လာလေးတော့ဝဲလေလေလေးတော့ဖြစ်နေ easy ကျွန်တော်တာနေရဆိုလောစရာမလိုဘူးနော် rubber ဒီပါရီစားဘူးပါညာစားဘာတတာမယ်ထင်မှပဲဝင်ချတော့ပူကောင်းတယ် ရအရင်ကြီးလောစရာတော့မလိုဘူးပေါ့နော်အဲ့မလေးကလောစရာအော်လမ်းမှာလော်လေးကတော့ပေါ်နေနေမှာတော့ရင်းခြေနေလေးတော့ကြည့်တယ်ဗျနော်သူကလည်းဒီဘက်မှာဆိုတာရဲ့ form တွေပါလေခိုးတော့ခြေလေးပြန်ဝင်ပြန်တော့လုပ်လို့ရတယ်ရ sense ကတိုက်သတိထားနေပြီသီလားရင်းကို respect ပေးမှရမှာအော်တန် form ပြီးသွားပြီဟိုဘက်ကအော်ဒီဘက်မှာလည်းရင်း assassin form ပြီးသွားပြီဆိုတော့ Sora ရဲ့ ultimate တွေကတော့နော်နှစ်ဖက်လုံးမှာတော့မရှိတော့ဘူးဒါမှလည်းအဲ့ကူတော့အရင်မကြောက်ဘူးလို့နှစ်ကောင်လုံးတော့ပြန်ခိုးလို့ရတယ်ခဏစပယ်မာညာလေးပဲနည်းနည်းလေးပြန်ဆောက်မလားပေါ့နော်ကျွန်တော် load တန်းညင်နေပြီဗျ YG ကနော်ဒီဘက်မှာ load တွေပါတော့စပြီးတော့ပြင်ခေါ်ထုတ်ထားနေမှာမဟန်နည်းနည်းလေးတော့လှုပ်ချင်နေတဲ့ Glory ပတ်ဝေးဗတ်တယ်လေးပြေးဆိုင်နေတဲ့နေသားတစ်ခုကနေဒီဘက်မှာ key point မာပြီးထားနေမှာကလောက်ပြစ်ချက်တွေလီယိုမမြင်းခေါ်ထားတာရလိုက်ပြီးတိုင်းစပယ်တောင်းပြီးသွားပြီစိတ်လေးပဲထားဆောက်လိုက်တော့လော့ dance Sora Danfall Skyfall မပါလာဘူး AOG လွဲသွားပြီတော့တိုင်းတို့ပြန်ကျုံးလို့ရတယ်အဲ့မှာ Fanny K ပဲ Lowing Dispersion Rotation ခိုင်းပြီးတော့သေးမလို့ပဲကလောက် Blazing Jewel ဆိုဟန်ဂျာညံသွားနေတာတို့မသေးသွားပြီမရင်းအကောင်းမှုဆုံးဖမ်းလိုက်နေတာတို့မ Skyline တော့မတက်ရအောင်မှာရပြီDouble K ဗျာ Hero K နှစ်ကောင်တောင်ဆိုမဲ့ဂျန်ကလာမရှိဘူးကွာလောလို့မရဘူးလောလို့မရဘူးလောလို့မရဘူးဖမ်းဂျာညံသွားတာသူဝင်ပိုင်းတာတော့ target တော့မှန်တယ်ဆိုပေမဲ့တစ်ဖက်က Kyrie ကိုအရင်ဘက်ကပေးနေတဲ့အနေထားဆိုတော့ဟန်တော့ပေးလိုက်ရတယ်ဗျာပြဿနာတော့မရှိသေးဘူးเนาะ241လောက်တော့ကျင်းထားရတယ်ဆိုပေမဲ့เนาะအမှန်တော့ဟန်သာမတည်သွားလို့ရှိရင်ဒီလောကကျွန်တော်တို့လောဖြစ်သွားပြီဟုတ်ပါကဲခုလဲဒါကျွန်တော်ဟန်ပြန်ထွက်မဲ့တိုင်မင်လေးကိုเนาะကျွန်တော်နည်းနည်းလေးစောင့်ပြီးတော့ပဲလော်လေးပါလေးဖိုးချနေရလားတော့မသိပေမဲ့ stick နေနေရတယ်ဗျမလော်လေးပါလေးတော့တောက်လျှောက်လှုပ်ထားနေမှာလက်ပြီးတကောင်ခေါင်းပြေးခောက်လက်ပြီးတကောင်ရင်တက်လိုက်မလားဆိုတာဘိုင်းမရှိတော့ဘူး4 with the fight အနေထားတစ်ခုတော့အခွင့်ကောင်းသုံးချပြီးကျွန်တော်တို့ရဲ့ YG ရန်ကုန် Galacticos မြန်မာသေးအနေနဲ့တော့ဒီလော်လေးကိုတော့เนาะလုံးမဲ့အနေထားမျိုးရှိ4ယောက်5ယောက်အားတော့တိုင်အင်အားသားနေတာတတိထားပါဆောက်တတိထားဖာစာ Sansပါဆောက်တတိထားဒီဘက်ကခြုံလေးထဲမှာရှိတယ် Feather Airstrike တွေပါလေပေးလော်လေးတော့4ချိုင်နေတာတို့မှာဘေးနားနေ retreat တိတိကျကျပေါက်သွားနေတယ် first law တော့ကျွန်တော်မြန်မာအသင်းသိမ်းပိုက်ခဲ့နေပဲ key point မသေးခြင်းလို့ပြေးဝိုင်းနေတာတခုမှဆိုပေမဲ့လည်းနောက်မှာတော့ရအောင်တော့ရင်းလိုက်တက်ထားသေးတယ်ဒီလိုကြီးတကောင်များတော့တလို့ညီတို့အတန်ကြီးအရန်တန်တော့လက်လော်လေးရလိုက်တဲ့အပြင်မှာကြောချလေးပါစေရဝဲတဲ့နောက်မှာတော့မြန်မာအသင်း YG အနေနဲ့တော့လေလန်းမစ်တာဝါသလုံးမှာရိုက်ခွဲပေးနေပြီပဲဖြစ်ပါတယ်စတစ်item 3ခွက်စောစီးပဲရလာနေပဲနောက်မှာတော့ဝင်းုံနေချပါညာထက်လို့ဆိုစကိုင်လာအနေနဲ့တော့ဘဝတော်တော်ဆိုးနေတာသူဒီမွန်တာတွေဘာတွေတော့မထည့်နိုင်ဘူးဝင်းုံနေချတစ်ခါလေးတန်းထည့်ထားရတဲ့နေသားဆိုတော့ဒီကရီချီယာဒမ်မစ်ကတော့အဲ့လောက်ကြီးတော့ကြောက်စရာတော့မလိုသေးဘူးဗျရလာတဲ့လော်လေးနဲ့သူအပြင်က second tower လေးတွေ mega tower လေးတွေတွေးလျှော့တာမျိုးတွေလုပ်လို့ရမယ်နောက်ဝက်ဒီတက်ပို့ပြီးဖြတ်ထားလိုက်နိုင်တော့အကောင်းဆုံးပဲတစ်ဖက်က on ကြီးဖြစ်နေတာဆိုတော့လေအမားလို့တော့မရဘူး day 1မှာတည်းက on ကအဲ့လိုအမားတွေကိုတုံးချပြီးကမ်းဘက်ခဲ့တဲ့အသင်းဆိုတော့ကျွန်တော်တို့ 1G အမားအတက်နိုင်ဆုံးအနည်းဆုံးနဲ့တော့စော့ပြမှာတော့ရမယ်ဗျာဒီဘက်မှာလည်း Feather Airstrike တွေပဲရှောင်းစော်ထိုင်းနေမှာရင်းပြေးဝင်နေနေတာက Fanny K ပဲကတ်တရုံလေးနဲ့ပိုင်းမှုလို့ကြိုးစားမယ်တားကပျောက်သွားတဲ့ hand နေနဲ့တော့ပြန်ပတ်လာသေးတယ်အေးကြောင်းပဲshot စိတ်လေးပါလေးရှော့အောင်ပါဗောနော်ဆိုတော့ blank 3သက်ချက်တွေကိုကျွန်တော်နားထောင်တာတော်တော်လေးကောင်းနေတာဗောနော်ဆိုတော့ဒီဘက်မှာလည်းအဓိကတော့အဲ့လိုမျိုးဒါကြီးခုနဟိုဘတ်တယ်မှာငါတို့တာဝါးတယ်ဆိုတာအဲ့လက်ပီတကောင်ရင်ရှောသွားလို့ဒီလားအဲ့လိုအင်အားမမျှတဲ့အချိန်မှာထုအောင်နောက်နေတာဟုတ်ပါDanfall 2 man Skyfall မပါလာဘူးအဲ့ဒါကိုရှောင်နေတာလို့တိုင်ငါတို့ဘက်ကကောင်တွေကခေါင်းတွေပါပြန်ကောက်တယ် Fanny နေနဲ့ပေါ်လမ်းမှာဖြာခင်းနေတာရတယ်တိုင်လိုချင်တာမဲကာပဲတိုင်မင်းကမင်းဘယ်လန်းရအဆင်ပြေတယ်ဟေးဟေးဝီရာစေတန်သွားပြီ first one တန်သွားပြီမေဂါ2လမ်းနီးပါးလောက်ကိုရလိုက်တာအပေါ်လမ်းမှာလည်းတော်တော်သွေးနေသွားလို့အောက်လမ်းမှာလည်းမေဂါ2လမ်းတော်တော်ကြီးသွေးနေနေတဲ့အနေထားဆိုတော့ဒါကျွန်တော် YG တော့ကတော့ဒီလောကတော့တော်တော်ကြီးအဖိုးတန်ခဲ့တဲ့လောလို့ပဲပြောရမယ်ဗျာငါတို့စိုက်လေးနေရမှာနော် BGD လို့မဖြစ်ဖို့ပဲเนาะအဲ့မလဲ Kyrie ကောင်းခေါက်ခံရတယ် Blazing Jewel Dispersion Rotation damage ကလောက်နဲ့မြင်နေတယ် Kyrie တန်းပြတ်သွားနေပြီတို့ကနှစ်ကောင်တော့ Skylar တကောင်မှာထပ်တင်မယ်ဆိုရင်တော့တန်းအဲ့လိုရောက်အောင်မှာအဲ့နေက Skylar မသေးပါဘူးဆိုပေမဲ့လည်းတစ်ဖက်မှာလက်ပီလေးတကောင်တော့ Fanny Cable လေးတွေဆွဲပြီးတော့ရအောင်ဖြတ်ချဝိုင်းတယ် Stick ပါပြစ်ချဝိုင်းနေတာတခုမှာ Hero K 3ကောင်မြန်မာအသင်းပိုင်ဆိုင်ခဲ့ရင်းနဲ့ပဲ Mega 3လမ်းလုံးမှာရရှိတော့မှာပဲဖြစ်ပါတယ်အလဲလမ်းမှာနောက်ထပ် Mega တော့ Cree လေးနဲ့ထပ်ဖို့လုံနေနေနောက်မှာ Chris တဲ့သလုံးတွေပါပြေးရရင်လား Cree တွေဝင်လာနေပြီတန်းမလားတိုက်တို့တန်းမလား Cloud တန်းနေပြီ Cree တွေပါရောနည်းနည်းလေးတော့ပြန်တော့စောင့်နေရတယ်ဆိုပေမဲ့ Skylar တကောင်မှာတန်းသွားနေပြီကြီး YG ကျွန်တော်ရဲ့မြန်မာအသင်းအနိုင်ရရှိခဲ့ပြီဗျာတကယ်ကောင်းပါတယ်ဟာ Oh my god အဲ့ဒါလား on လို့မေးလာ